ဒါလေးစားမှာဖြစ်ပါတယ်သူကချက်စရာလည်းမလိုပြုတ်စရာလည်းမလိုပဲနဲ့သူ့မှာပါပြီးသားဥစ္စာလေးပဲမာလာဆော့လေးနဲ့ထည့်ပြီးတော့စားရတယ်စီဝီနဲ့ဘုံဝေးလေးအဲ့တော့အရေးစစ်ထားတဲ့အဲ့ဒါလေးကိုဒီမှာစမ်းမယ်နားမာလာနဲ့မှုရတော့ဘာမှမီးလည်းမလို့ဘူးဘာမှမလို့သူ့မှာပါပြီးသားအရေးလေးစစ်ပြီးတော့ပါတဲ့အထုပ်ကလေးကိုအဲ့လိုမျိုးလောက်လိုက်ရပြီပေါ့နော်ဟုတ်ချင်းပြောကြရိုက်စက်တယ်အဲ့ဒါတိတော့ချောမှားစားလိုက်အီလေးဖက်လေးရသူစီးဝင်းနဲ့လောက်ထားတာသူကကယ်လိုရီမပါဘူး sugar free ဆိုတော့ weight အတွက်ကစိတ်ပူကြပြီနော်အီရကောင်းလိုက်တယ်ကူလာနဲ့တောက်ပါမယ်ဘဟုတ်မာလာမှတော့မြုပ်ပြီးကြော်ပုံစံမျိုးလေးပေါ့နော်အဲ့တော့69ဘတ်ပဲရှိတယ်စားစင်တော့ချင်းအောင်ချပေးထားပါမယ်နည်းနည်းလေးတယ်အဲ့အမေကိုလိုတော့ပဲနည်းနည်းချင်းစီထည့်ပြီးတော့စားမယ်ဆိုတော့အဆင်ပြေလို့တပြုံကြီးမထည့်ပြီးတော့စားလို့ရှိရင်နဲရမနှံ့လို့ရှိရင်တော့ငန်ဟာရင်ကြီးခောက်ဆွဲပတ်လို့ဆိုတော့အီလေးနဲ့ပြော့လို့အနှစ်တွေထည့်ရများပါအရင်ငန်လာပဲအဲ့တော့အနှစ်ကိုနည်းနည်းလေးပဲထည့်လောက်ပဲကျန်တော့တယ်ဖားလို့ကောင်းလိုက်ဆိုကောင်းတယ်နောက်ထပ်ထောက်ရစားမယ်ဆိုထောက်ရစားမယ်ထပ်မှကျင်တာဒါဝယ်စားမယ်ဆိုလို့ရှိရင်လေအဲ့လိုအနှစ်ကိုအကုန်မထည့်လိုက်နဲ့ကျမလိုမျိုးပေါ့နော်အဲ့တော့လူတလောက်ပဲထည့်ပြီးတော့စားလူမထပ်ထည့်ရအဆင်ပြေတယ်ကွာပြီးတော့အဲ့လိုကမ်နေပါလေသွားမယ်ဆိုရင်အဲ့လိုဒါလေးတွေဝယ်သွားအဆင်ပြေ69ဘတ်ပဲတူဘူးမှပြီးတော့အဲ့ဒါစားလိုက်ရင်ဘိုက်ဝါဝိတ်လည်းမတက်ဘူးပြီးတော့ sugar free ကယ်လိုရီက0ပဲကုန်ပါပြီ